Hello မင်္ဂလာပါခင်ဗျာ Welcome back from my channel ကျွန်တော်နာမည်သူရမောင်မောင်ပါကျွန်တော်က All About Grow Channel ရဲ့ founder ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာကျွန်တော်ရဲ့ပြီးခဲ့တဲ့တစ်ပတ်ကတင်ပေးခဲ့တဲ့ဗီဒီယိုလိုပေါ့နော်ကျွန်တော်ရဲ့ channel မှာကျွန်တော်ကဒီ group mindset တွေပြီးလို့ရှိရင်ဒီ personal growth ဖြစ်တာတွေပြီးတဲ့ခါကျတော့ဒီကျွန်တော်တို့ရဲ့ self improvement လုပ်ရမယ့်ကဏ္ဍတွေပြီးတဲ့ခါကျရင်ကျွန်တော်တို့ရဲ့ဒီ transformation နဲ့ motivation ဖြစ်စေမယ့်အကြောင်းအရာတွေပြီးတော့ကျွန်တော်ဘဝရဲ့အတွေ့အကြုံတွေကျွန်တော်ပြောပြမယ်လို့ပြောခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့မှာကျွန်တော်ကိုယ်တိုင် research လုပ်ကြည့်ပြီးတော့ကျွန်တော်ကိုယ်တိုင်ခန်းစားမိထားတဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်ပါတယ်ဒီတစ်ပတ်ပြောပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်ရဲ့ All About Growth ဆိုတဲ့ channel ရဲ့ name အတိုင်းပဲကျွန်တော် growth mindset နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောပြပေးမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့လူတစ်ယောက်ရဲ့daily life မှာရောသူ့ရဲ့တကယ် life တစ်ခုလုံးမှာရောဒီ growth mindset ကအရင်ရေးကြီးရဲ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီစိတ်ဆိုတာကျွန်တော်တို့ရဲ့ပထမဦးဆုံးပဲပေါ့နော်ကျွန်တော်တို့ဒီခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တစ်ခုလုံးကိုကျွန်တော်တို့ရဲ့ daily ဖြတ်တန်းနေရတဲ့ဘဝမှာကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ကိစ္စတိုင်းမှာကျွန်တော်တို့ကဒီစိတ်တစ်ခုကအရန်ကိုမှနံပါတ်1အရေးကြီးတဲ့ကဏ္ဍမှာရှိရတဲ့ကြောင့်မလို့စိတ်ဆောင်ကိုအောင်နေဆိုတော့ဒီကျွန်တော်တို့မြန်မာစကားမှာလည်းရှိတယ်เนาะအဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ကဒီ growth mindset နဲ့ပတ်သက်တဲ့အကြောင်းညာကျွန်တော်တို့ဒီလူတစ်ယောက်ကဒီသူ့ရဲ့ lifetime တစ်ခုမှာကျွန်တော်တို့ grow ဖြစ်ချင်တဲ့လူတစ်ယောက်ဆိုတာကဒီစိတ်ကစပြီးတော့ရှိရမယ်ပေါ့နော်ဒီ growth mindset ကရှိရမယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒီ growth mindset ဆိုတဲ့စီကိုမသွားခင်ကျွန်တော်တို့အရင်ဆုံးသိအောင်ကျွန်တော်ပြောပြပေးရမယ်ဘာအကြောင်းအရှိလဲဆိုတော့ခါကြတော့ fix mindset ဒီ fix mindset ရဲ့အကြောင်းကိုကျွန်တော်ပြောပြတဲ့ခါကြတော့မှဒါမကောင်းတာဒါကောင်းတာကတော့ဒါဒီအချိန်မှာတော့ဒါကတော့ပို့ပြီးတော့ useful ဖြစ်တယ်ပို့ပြီးတော့အသုံးဝင်နေဆိုတာကိုကျွန်တော်ကပို့ပြီး highlight လုပ်ပြီးပြောပြပေးမယ်အဲ့တော့ဒီ fixed mindset ဆိုတာကျွန်တော်တို့ဒီ up generation နှစ်ခုလောက်ပါဆိုလို့ရှင်ဒီ fixed mindset တွေကိုပို့ပြီးတော့တွေ့ရတယ် fixed mindset ဆိုတာကျွန်တော်ကအရင်ဆုံးရှင်းအောင်ပြောပြရရင် fixed mindset ဆိုတာကျွန်တော်တို့ကဘာလို့ပြောချင်လဲဆိုတော့ကိုဒီယုံကြည်ထားတဲ့အရာတစ်ခုကိုပဲကိုလက်ခံတဲ့အရာတစ်ခုကိုပဲကိုလုံနိုင်တဲ့အရာတစ်ခုကိုပဲကိုရဲ့နီးစပ်တဲ့အရာတစ်ခုကိုပဲကိုကကောက်ချက်ချပြီးတော့ဒီကိုရဲ့စိတ်ထဲမှာထည့်ထားတာပေါ့နော်fixed mindset ဆိုတာဒါကိုပြောချင်တာအဓိကတော့ကိုpersonal ရော professional မှာရောကျွန်တော်တို့ daily life မှာရောကျွန်တော်တို့ရဲ့ဒီခံယူချက်တွေပြီးတော့ဒီစိတ်ရဲ့ထားတူပုံတွေစိတ်ရဲ့ခံစားပုံတွေကဒီဘယ်လိုပြောမလဲဒီ fixed mindset ရှိတဲ့လူတွေဆိုလို့ရှိရင်တိတ်ပြီးတော့ပြင်လွယ်ပြောင်းလဲမရှိဘူးပေါ့နော်နည်းနည်းကျွန်တော်တို့ကဘယ်လိုလဲဆိုတော့တို့ကဒီ fixed လုပ်ထားတဲ့အတွေးတစ်ခုကိုပဲတို့ကလက်ခံတယ် fixed လုပ်ထားတဲ့အကြောင်းအရာတစ်ခုကိုပဲတို့ကလက်ခံတယ်တိတ်ပြီးတော့ပြင်လွယ်ပြောင်းလဲမျိုးစားစိတ်ပိုင်းထားရမှာမရှိဘူးတကယ်တော့ကဒါကတော့ပိုကောင်းတယ်ဒီ method ဒီနည်းလဲမဟုတ်ဘူးငါကတော့ဒီလိုပဲလုပ်နိုင်တယ်ငါဒီတိုင်းပဲလုပ်တတ်တယ်ဒီလိုမျိုးပဲလုပ်မှာပဲဆိုတော့စိတ်တစ်ခုပေါ့နော်တရားနဲ့သွားတယ်ပေါ့ဒါကလည်းသူကိုယ်တိုင်ဖြတ်တန်းလာခဲ့တဲ့lifetime တစ်ခုမှာသူတို့ကျင်လည်ခဲ့ရတဲ့အတိုင်းဝိုင်းတစ်ခုရဲ့ဒီသူတို့အတိုင်းဝိုင်းက fixed mindset တွေများတဲ့အတိုင်းဝိုင်းလားသူကျင်လည်ခဲ့တဲ့အတိုင်းဝိုင်းက growth mindset တွေများတဲ့အတိုင်းဝိုင်းလားဆိုတာကတော့ဒါကသူကပို့ပြီးတော့သိမယ်ပေါ့နားလည်မယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာကျွန်တော်တို့ကဒီလိုမျိုး transformation ဖြစ်လာတဲ့ခေတ်ကြီးထဲမှာဒီလိုမျိုးတိုးတက်လာတဲ့ digital ခေတ်ကြီးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ fixed mindset ဆိုတာကကျွန်တော်တို့ကအနောက်မှာကြံခဲ့မဲ့လူတွေရဲ့ပြောရရင်တော့mindset တစ်ခုလို့ကျွန်တော်ကတော့ယူဆရပေါ့နော်ဒါကတော့တချို့နေရာတွေမှာတော့ fix လုပ်ထားတဲ့အတိုင်းပဲတွေးတာတော့ကောင်းတာပေါ့နော်ဒါပေမဲ့နည်းနည်းကျွန်တော်အရှိဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့ဘူးသလိုပဲနည်းနည်းလေးကျွန်တော်တို့ transform လုပ်ပြီးတော့ကျွန်တော်တို့ဒါကိုလေးကိုပို့ပြီးတော့ keep in touch ဖြစ်အောင်လုပ်မယ်ဒီဟာလေးကိုတော့စမ်းသပ်ကြည့်မယ်ဒါလေးကိုတော့စွန့်စားကြည့်မယ်ဒါလေးကိုတော့စူးစမ်းကြည့်မယ်ဆိုတဲ့စိတ်တစ်ခုဆိုတာကကြတော့ဒါကgrowth mindset ဘက်မှာပဲရှိရလေနော်အဲ့တော့ fixed mindset မှာကျတော့အဲ့ဟာတွေကမရှိတဲ့ခါကျတော့ဒီလူတယောက်က development တစ်ခုကိုလုပ်ဖို့အတွက်သူ့ရဲ့ business အတွက်ပဲဖြစ်ဖြစ်သူ့ရဲ့ lifetime တစ်ခုမှာသူ့ရဲ့ lifestyle ပဲဖြစ်ဖြစ် develop လုပ်ဖို့ဆိုလို့ရှိရင် तू ကဒီခက်ခဲတာပေါ့နော်အဲ့ဒီအတွက်ဘာဖြစ်လဲဆိုတော့ तू အဲ့လိုမျိုး fixed mindset မှာရှိနေတယ်ဆိုလို့ရှိရင်တေချာတာတော့ဒီလူက develop ဖြစ်ဖို့နှေးလိမ့်မယ်ပြီးတော့သူ့ရဲ့development ကလည်းနှိမ့်နေမယ်ပေါ့နော်သူများသွားနေရနှုံထားတယ်ဆိုခုခေတ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်မြင်သလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့2025ရဲ့တိုးတက်မှုကကြတော့ပို့ပြီးတော့အရင်ကမြန်ဆန်တယ်အဲ့လိုခေတ်ကြီးထဲမှာဒါဒီ fixed mindset နဲ့ဆိုလို့ရှိရင်ဘလို့မှတိုးတက်ဖို့ဆိုတာလည်းအဆင်မပြေသလိုမျိုးပို့ပြီးတော့ကောင်းလာတဲ့ lifestyle တစ်ခုပို့ပြီးတော့ကောင်းလာတဲ့business တစ်ခုပို့ပြီးတော့ကောင်းလာတဲ့ community တစ်ခုဆိုတာဖြစ်မလာနိုင်ဘူးအဲ့တော့ဖြစ်နိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ
group mindset ကိုရအောင်ကျွန်တော်တို့ကသွားရမယ်သွားဖို့အတွက်ကို fixed mindset ကဘာတွေလဲဆိုတာသိဖို့လိုတယ်အဲ့တော့ fixed mindset ဆိုတာကကြတော့ကျွန်တော်ပြောပြရရင် fixed mindset ကကျွန်တော်တို့ကတစ်ခုခုကိုဆိုလို့ရှိရင်ဟိုအသေးဆွဲထားတဲ့ဒီအတွေးတစ်ခုပေါ့နော်ဒီလိုမျိုးပဲဒီတိုင်းပဲဒါပဲအမှန်ပဲဘသူကဘလို့ပဲကောင်းပါတယ်ပြောဘသူကဘလို့ပဲမှန်ပါတယ်ပြောသူကသူလက်ခံထားတဲ့အရာကိုပဲလက်ခံတဲ့စိတ်ဓာတ်မျိုးပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်တို့က fixed mindset မှာတွေ့ရတယ်ပြီးတဲ့အခါကျတော့နောက်တစ်ခုကကျတော့ဒီ fixed mindset ကပြီးတိုးတက်မှုဆိုလေခုနကပြောလို့ကျွန်တော်ပြောရတာအတွေးတစ်ခုကိုရောက်ထိကန့်သက်ထားမှာတော့တေချာတာဒီလူတယောက်ရဲ့တိုးတက်မှုကလည်းအကန့်အသတ်ဖြစ်သွားတော့မှာပဲအဲ့တော့တိုးတက်မှုကအကန့်အသတ်ရှိရဒီ fixed mindset နဲ့နေမယ်ဆိုလို့ရှိရင်ပြီးရင်နောက်တစ်ခုကကြတော့လေဒီလို fixed mindset ကိုပဲဦးစားပေးပြီးတော့ဒီကိုယ့်ရဲ့စိတ်ခံယူချက်တစ်ခုမှာ break လုပ်တဲ့အတွက်ကြောင့်မလို့သူကဘာဖြစ်လဲဆိုလို့ရှိရင်ဒီစွန့်စားမှုတွေဆိုလို့ရှိရင်သူစိတ်ဝင်စားနည်းနည်းစွန့်စားပြီးလုပ်ရမယ့်အရာတွေစွန့်စားပြီးတော့တွေးကြည့်ရမယ့်အရာတွေစွန့်စားပြီးတော့စွမ်းဆောင်ကြည့်ရမယ့်အရာတွေဆိုလို့ရှိရင်စိတ်ဝင်စားအောင်သူကပုံသေးဒီ flow တစ်ခုမှာပဲသွားတယ်ပေါ့နော်ဒါတွေကဘယ်လိုပြောမလဲဟိုမှားကြောက်ပြီးတော့ကျွန်တော်တို့ကဒီလိုမျိုးမစွန့်စားရင်းကနေပြီးတော့ဖြစ်လာတဲ့ဒီလူတစ်ယောက်ရဲ့တိုးတက်ရမယ့်အရာတွေလူတစ်ယောက်ရဲ့ရမယ့်အခွင့်အရေးတွေပေါ့နော်ဒါတွေက fixed mindset ရှိတဲ့လူအများစုပါတော့ကျွန်တော်တို့တော်တော်များများတွေ့ရတဲ့အရာတွေပေါ့နော် mindset ကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ growth mindset ဖြစ်ဖို့အတွက်ဘယ်လိုမျိုးကျွန်တော်တို့စ조사ပြီးတော့တည်ဆောက်ရမလဲပေါ့နော်ကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ယက်တီရှင်သန်မှုတစ်ခုကိုဘယ်လိုမျိုးmindset ဒီ growth mindset နဲ့တွားမလဲ growth mindset ဖြစ်အောင်ဘယ်လိုပြည့်စုံပြောထားမလဲဆိုတဲ့အရာတွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမယ်เนาะ growth mindset ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကသင်ယူမှုကိုပြန်လို့ရမယ်ဒါကတော့ကျွန်တော်လက်ခံတဲ့ခံယူချက်တစ်ခုတိုင်းဆိုလို့ရှိရင် life ဆိုတာ life long learning အဲ့တော့ဘဝဆိုတာကကျွန်တော်တို့ကရှည်ရတဲ့သင်ယူမှုအနည်းတစ်ခုပဲပေါ့နော်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့မွေးလာတဲ့အချိန်တစ်ခုကနေစပြီးတော့ကျွန်တော်တို့ကအရာရာတိုင်းကကိုယ်တိုင်းset story လောက်ရတာတွေရှိတယ်လို့မျိုးကိုယ်တိုင်းတကယ်ကိုစူးစမ်းပန်းစားနေဒီယူရတဲ့အရာတွေလည်းရှိရပေါ့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သိကြတာက growth mindset ရှိရလူကဒီလိုမျိုး life long learning ရဲ့ challenge တွေအကုန်လုံးသူကစိတ်ဝင်စားရကွာ mindset ရှိရလူတယောက်ဒီဘယ်ရောက်မဆိုကျွန်တော်တို့လုပ်ကြည့်မယ်တက်အောင်လုပ်ကြည့်မယ်ကျွန်တော်တို့ဟိုမှန်အောင်စူးစမ်းကြည့်မယ်ဆိုတော့စိတ်တစ်ခုကိုကျွန်တော်တို့ထည့်ပြီးတော့နည်းနည်း learning တစ်ခုကိုကျွန်တော်တို့ live ထဲမှာကျွန်တော်တို့တိစောက်ထားနိုင်တယ်ဆိုလို့ရှိရင်တေချာဘောက်ကဒီအရာတွေအကုန်လုံးကျွန်တော်တို့တဖြည်းဖြည်းချင်းပို့ပြီးတော့ဟို growth ဖြစ်လာတယ်ပေါ့ဗျာလောက်တက်လာတယ်၊ကင်တက်လာတယ်ပေါ့။ပြီးတဲ့အခါမှာလည်းကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီလိုသင်ယူမှုကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့အများအားမှာ new skills တွေက develop အရန်ဖြစ်နေတယ်။ new skills တွေက develop အရန်ဖြစ်နေတယ်။အဲ့ဒီအတွက်ပို့ပြီးတော့ဒီဘယ်လိုပြောမလဲဒီ trend တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့ဒီ turning point တစ်ခုမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအများတိုင်းဒီ growth ဖြစ်မဲ့ technology တွေပြီးတဲ့အခါကျလို့ရှိရင်ဒီလိုမျိုး digital knowledge တွေအကုန်လုံးကိုကျွန်တော်တို့ရနိုင်မယ်ပေါ့နော်ဒါတွေကတော့အဲ့တော့ဒါတွေကိုလည်းစူးစမ်းပြီးတော့သင်ယူရင်းနဲ့ကျွန်တော်တို့ဘဝမှာတော့သင်ယူခြင်းနဲ့စိတ်တစ်ခုပေါ့အများတိုင်းမှာဖွင့်ထားတာပေါ့ကျွန်တော်ဝန်ထမ်းဘဝတော့ဆိုလို့ရှိရင်လည်းကျွန်တော်မှာဘာအတွေ့အကြုံရှိလဲဆိုကျွန်တော် showroom နဲ့ဝင်လာတဲ့ customer ရှိတယ်ကျွန်တော်ရောင်းတဲ့ပစ္စည်းကိုလာဝယ်တာပေါ့နော်သူကဒီပစ္စည်းကိုလာဝယ်ရင်းနဲ့ဘာပြောလဲဆိုတဲ့အခါကျတော့ तू ကဒီမှာဒီပစ္စည်းမရှိဘူးလားဒီပစ္စည်းပဲရှိတာလား तू ကမေးအဲ့အချိန်မှာကျွန်တော်ကဒီပစ္စည်းပဲရှိပါတယ်ဆိုပြီးပြောပြီးတော့သူ့ကိုကျွန်တော်ကြောခိုင်းလိုက်မယ်ဆိုလို့ရှိရင် तू ကလည်းဒီပစ္စည်းမရှိတဲ့အတွက်ပြန်သွားမယ်ကျွန်တော်ကလည်း तू နဲ့ကျွန်တော်နဲ့ကြားမှာဖြစ်ရမယ်ဒီ transition တစ်ခုကိုကျွန်တော်ရအောင်မယူလိုက်နိုင်ဘူးပေါ့နော်အဲ့တော့ဒါကိုကျွန်တော်ကတတိထားမိတဲ့အချိန်တစ်ခုမှကျတော့ကျွန်တော်တွေးမိတယ်ကျွန်တော်ဆရာသမားရဲ့ကျွန်တော်ကိုnotice လုပ်တယ်ပေါ့နော်သင်ပေးတဲ့ကျွန်တော်တို့ပညာတွေမှာလည်းပါတယ်ပေါ့ဘာလဲဆိုတဲ့အခါကျတော့ဟို customer ကိုကျွန်တော်တို့ကပြန်ပြီးတော့မေးတာပေါ့နော်မေးခွန်းထုတ်တာပေါ့သူကအဲ့ချိန်မှာဒီပစ္စည်းကိုပြောသွားတဲ့အချိန်မှာကျွန်တော်ဆိုင်မှာဒီပစ္စည်းမရှိတဲ့အတွက်အဲ့ဒီပစ္စည်းကဘာပစ္စည်းလဲဆိုတာကိုနာမည်ကနေစပြီးတော့အဲ့ဒါကောင်းတာလားအဲ့ပစ္စည်းကဘယ်လိုမျိုးဈေးကွာလို့လဲဘယ်ဈေးမလို့လဲဆိုတော့ဒီလိုမျိုးချင်းကပ်ပုံပြောင်းလိုက်တဲ့အချိန်မှာကျတော့ customer ကလည်းဟုတ်တယ်အဲ့ပစ္စည်းကဘယ်တော့ရှိတာဘယ်မှာဝယ်လို့ရတာဘယ်လိုကောင်းတာဆိုတော့အကြောင်းအရာကြီးကျွန်တော်ထပ်ပြောပြသွားတယ်အဲ့တော့ကျွန်တော်ကခုနကပြောသလိုပေါ့နော်ကျွန်တော်ဒါအဲ့နေရာမှာဒီလိုမျိုးဟိုစကားကိုကျွန်တော်တို့ခုနကပြောလို့မရှိပါဘူးဆိုတဲ့စကားနဲ့ကျွန်တော်တို့ဖြတ်ချလိုက်ရင်ကျွန်တော်ကလည်းဒီလိုမျိုး knowledge ကိုကျွန်တော်ရမှာမဟုတ်တယ်လို့မျိုးပြီးတဲ့ခါကျတော့ကျွန်တော် customer နဲ့ကျွန်တော်လည်းဂျားမှာကျွန်တော်တို့ရဲ့ရင်းနှီးမှုလည်းကျွန်တော်တို့တိစောက်နိုင်မှာမဟုတ်ဘူးအနည်းဆုံးပေါ့နော်ကျွန်တော်တို့က customer တက်ကိုကျွန်တော်ဈေးမရောက်လိုက်နိုင်ဘူးဆိုရင်တော့ဒီ customer နဲ့ကျွန်တော်တို့နဲ့ဂျားမှာရှိ relationship တစ်ခုကိုကျွန်တော်တို့ကအနည်းဆုံးတိစောက်လိုက်ရမယ်။ဘာလဲဆိုတော့ဒါကကျွန်တော်တို့
ဒီဈေးရောက်နေတဲ့အချိန်တစ်ခုမှာကျွန်တော်တို့သုံးလိုက်ရတဲ့အချိန်အတွက်ကျွန်တော်တို့အနည်းဆုံးတော့ပြန်ရတဲ့နယ်လို့ယူဆတဲ့အရာတစ်ခုပေါ့နော်အဲ့ဒီတော့အမြဲတမ်းကျွန်တော်တို့ရဲ့သင်ယူမှုတကားတွေကိုဖွင့်ထားပြီးပါဘာကြောင့်လဲဆိုတော့ဒီလိုမျိုးသင်ယူမှုတကားတွေကိုဖွင့်ထားခြင်းကကျွန်တော်တို့ group mindset ရဲ့ step 1လုံးဝကျွန်တော်တို့ group mindset ကိုတိစောက်တဲ့နေရာမှာတကယ် step 1ကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်လုံးနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မို့တေချာပေါက်ကကျွန်တော်တို့တိုးတက်ဖို့အတွက်ရာခိုင်နှုန်းအများစုကိုကျွန်တော်တို့စတင်ပြီးတော့ရရှိပြီဆိုတဲ့အရာတစ်ခုကိုတော့ကျွန်တော်ဒီနေရာကနေပြီးတော့သတိပေးချင်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့နောက်တစ်ချက်ကိုကျွန်တော်တို့ဆက်ပြီးတော့သွားရအောင် group mindset ဖြစ်ဖို့ group mindset ကိုတိစောက်ဖို့အတွက်ကျွန်တော်တို့အရေးကြီးတဲ့နောက်ထပ်ကဏ္ဍတစ်ခုပေါ့နော်ဒီຢာကတော့ကျွန်တော်တို့ကခုနကကျွန်တော်တို့စိတ်တစ်ခုကိုကျွန်တော်တို့ကတိစောက်ပြီးပြီဆိုတဲ့အချိန်တစ်ခုမှာဒီသင်ယူမှုတကားပေါက်ကိုဖွင့်ပြီးပြီဆိုတဲ့အချိန်တစ်ခုမှာတေချာပေါက်ကသင်ယူမယ်လို့ဆုံးဖြတ်ပြီးသွားပြီအဲ့အတွက်ကြောင့်မလို့ဘာကိုကျွန်တော်တို့ကထပ်ပြီးတော့လုပ်ရမလဲဆိုတဲ့အခါကျတော့ဒီသင်ယူမယ်ဆိုတဲကကွာမျက်လုံးလေးနဲ့ပဲတင်လက်နဲ့ပဲတင်ခန္ဓာကိုယ်ကြီးတစ်ခုလုံးပဲလှုပ်ရှားပြီးတော့ပဲတင်ယူဒီတင်ယူမယ်လို့ရည်ရွယ်ထားပြီဆိုလို့ရှိရင်တေချာပေါက်ကတစ်ခုမဟုတ်တစ်ခုတော့ challenge တွေကျွန်တော်တို့ကကြော်ဖြတ်ရတော့မယ်အဲ့တော့အဲ့ challenge တွေကိုကြော်ဖြတ်ဖို့အတွက်ကကျွန်တော်တို့ခုနကတော့သင်ယူမှုတကားပေါက်ကိုကျွန်တော်တို့ကဖွင့်ပြီးပြီဆိုတဲ့အချိန်မှာတို့တကားဖွင့်လိုက်ပြီဆိုတေချာပေါက်ကဒီလမ်းကိုကျွန်တော်တို့ကဖွင့်ပြီးတော့ရှောက်သွားရတော့ပါရှောက်သွားရတော့မယ့်အချိန်မှာကျွန်တော်တို့ကလမ်းရှောက်ဖို့အတွက်ကျွန်တော်တို့ပြင်းနေလို့မရဘူးကျွန်တော်တို့လမ်းလျှောက်ဖို့အတွက်အင်အားတွေကျွန်တော်တို့ထုတ်သုံးဖို့အတွက်ကိုလည်းကျွန်တော်တို့ညှဉ်းညူနေလို့မရဘူးပြီးတော့ခါကျတော့ဒီလိုမျိုးထွက်သွားတဲ့အချိန်မှာလည်းဒီလိုမျိုးတကားကိုဖွင့်ပြီးထွက်သွားတဲ့အချိန်မှာလည်းကျွန်တော်တို့ဒီရရှိလာမဲ့ challenge တွေဟာလာလေတွေမိုးတွေနေတွေအရာတွေအကုန်လုံးကိုလည်းကျွန်တော်တို့ကခံနိုင်တဲ့ဒီစိတ်ခေါ်နိုင်တဲ့တတိတစ်ခုပေါ့နော်ဒီ challengeလုံနိုင်တဲ့တတိတစ်ခုရှိရမယ်အဲ့တော့ဒီစိန်ခေါ်မှုတွေကိုလက်ခံနိုင်နေဆိုလို့ရှိရင်တေချာပေါက်ကကျွန်တော်တို့ရဲ့ဒီ group mindset ကိုရအောင်တည်ဆောက်နေတယ်ဆိုတဲ့လူတစ်ယောက်တို့နောက်တစ်ဆင့်ကိုကျွန်တော်တို့တက်နိုင်သွားပြီပေါ့နော်အဲ့တော့စိန်ခေါ်မှုတွေကိုလည်းကျွန်တော်တို့လက်ခံနိုင်သွားပြီသင်ယူမှုကိုလည်းကျွန်တော်တို့ကအကောင်းဆုံးလုပ်ကင်နေပြီဆိုတဲ့အချိန်လေးတစ်ခုမှဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကျွန်တော်နောက်ထပ်ပြောမယ်နောက်တစ်ချက်မှာကျတော့ကျွန်တော်တို့ group mindset ကိုရောက်သွားပဲဒီလိုမျိုးတည်ယူမှုနဲ့ကျွန်တော်တို့စိန်ခေါ်မှုတွေဂျားကနေပြီးတော့ group mindset ကိုတည်ဆောက်နေတဲ့အချိန်တစ်ခုမှာကျွန်တော်တို့ကဘာထပ်လုပ်ရအောင်မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကတည်ယူတယ်စိန်ခေါ်မှုတွေကိုလက်ခံတယ်ဒါပေမဲ့ဒီအရာတွေကိုလုပ်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့စူးစမ်းမှုလေးတွေကိုလည်းကျွန်တော်တို့အသိမှတ်ပြုရမယ်အဲ့တော့စူးစမ်းမှုအသိမှတ်ပြုရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကခုနပြောသလိုဒီစိတ်ဆိုတဲ့အရာဗျာခြားအရာထက်တိဆောက်ရတာပို့ပြီးတော့ခက်ခဲတယ်။ဘာကြောင့်လဲဆိုတော့ကောင်းတဲ့အရာလည်းတိဆောက်ရတာပိုခက်ခဲတာပေါ့နော်မကောင်းတဲ့အရာဆိုတော့လွယ်ကူနေတဲ့ချိန်တစ်ခုမှာကောင်းတဲ့အရာဆိုတာကတိဆောက်ရတာပို့ပြီးတော့ခက်တာပေါ့ကောင်းတယ်ဆိုလို့ရှိရင်လူတွေကကြိုက်ပြီကျွန်တော်တို့ကအစားကျွန်တော်ကအစားပေါ့နော်ကောင်းတယ်ဆိုလို့ရှိရင်လူတွေကကြိုက်ပြီကြိုက်တယ်ဒါပေမဲ့ကောင်းတယ်ဆိုလို့အရာတစ်ခုကိုယ့်စီမှာလုံးဝ big ဖြစ်နေဖို့အတွက်လုံးဝတိဆောက်ပြီးသားဖြစ်နေဖို့အတွက်ကြာလို့ရှိရင်ကျွန်တော်တို့ကနည်းနည်းအကြောင်းပြချက်တွေကြောင့်ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်ညာကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကခက်ခဲတဲ့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနည်းနည်းစိတ်ပြတ်သွားတတ်တဲ့အချိန်တွေရှိတယ်ဒီစူးစမ်းမှုတွေနဲ့ပတ်သက်ပြီးကျွန်တော် achievement တွေနဲ့ပတ်သက်ပြီးဒီနေ့ဆိုလို့ရှိရင်လည်းသူမ coaching ကမရှူပြောတဲ့အကြောင်းအရာလေးပါကျွန်တော်နားထောင်လိုက်ရဆိုလို့ရှိရင်လည်းဘာလဲဆိုလို့ရှိရင်သူဖြတ်တန်းနေရတဲ့ဒီ society မှာပေါ့နော်ကျွန်တော်တို့ကဒီတယောက်နဲ့တယောက်နဲ့ကိုဒီ achievement တွေကိုကျွန်တော်တို့ကတကယ်ကို appreciate လုပ်ပြီးတော့ဘယ်အရာလေးနဲ့ဆိုပေါ့နော်ဒီတေးသေးလေးကိုဆိုလို့ရှိရင်လည်းအကြီးအကျယ်ပထမကတော့သူ့ရဲ့ဒီအရာတွေကိုကျွန်တော်close ဖြစ်တဲ့အချိန်မှာဒီကြုံတွေ့ရတဲ့အချိန်မှာဆိုလို့ရှိရင် तू ကထူးဆန်းတယ်လို့သူခံစားရတာပေါ့နော်အပိုလုပ်နေတယ်လို့သူခံစားရတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့တေချာပြန်စဉ်းစားသူခံစားမိတဲ့အချိန်တစ်ခုရောက်လာတဲ့ခါကျတော့ဒါကသူတို့ရဲ့ culture တစ်ခုသူတို့ရဲ့ mindset တစ်ခုနဲ့သူတို့ကိုယ်တိုင်တိစောက်ထားတဲ့ lifestyle တစ်ခုဆိုပြီးသူတို့ကနားလည်ထားတာပေါ့နော်အဲ့ဒီကဘာလဲဆိုတဲ့ခါကျတော့သူတို့ကတယောက်ရဲ့အောင်မြင်မှုလုံနိုင်မှုပြီးရဲ့ခါကျတော့ achievement လေးတစ်ခုခုကိုဆိုလို့ရှင်သူတို့ကထက်ခါပြီးရခါကြလို့ရှိရင်ကျွန်တော်တို့ကအားပေးအားမြောက်ပြုတ်ပြီးတော့ဒီကောင်းတယ်ဟာနေလုံနိုင်တယ်ဟာဒီလောက်တောင်မဲလားဒီလောက်တောင်ကြာပြီလားဒီလောက်တောင်ဒီနှစ်တောင်ဒီလောက်တောင်ရှိပြီဟာကောင်းလိုက်တာတေချာပေါ့နော်ချီကျူးကြရပေါ့နော်ပထမတော့သူဒါကိုအပေါ်လုပ်နေတယ်လို့ထင်ပေမဲ့တကယ်တမ်းအချိန်တစ်ခုရောက်လာတဲ့အချိန်မှာကျတော့ဒါကတကယ်ကိုလိုအပ်တယ်လူတယောက်နဲ့တယောက်နဲ့ဂျားမှာကိုယ့်ကိုယ်အတွက်လည်းလိုအပ်တယ်လို့မျိုးအဲ့အချိန်မှာကျွန်တော်ကတော့ self center လုပ်ပြီးတွေးကြည့်လိုက်တဲ့အချိန်မှာကျတော့ဝါပိုတော့မှ
ဟိုဘယ်လိုပြောမလဲကိုဆိုတော့ပိုတော်မှလိုအပ်သေးတယ်ပေါ့နော်ဒီလိုမျိုးအဲ့တော့ကိုဘာလေးပဲလုံနိုင်ဘလောက်လေးပဲတိုးတက်ဘလားဘာလေးကိုပဲတိလိုက်ဒီအရာတွေကိုကျွန်တော်တို့ကဟိုကျင့်နဲ့ပြီးတော့တကယ်ကိုကိုproud ဖြစ်ရတဲ့အခိုက်အတန့်လေးများလေးကိုကျွန်တော်တို့တိဆောက်နိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတာပေါ့နော်အဲ့တော့ကိုပတ်ဝန်းကျင်မှာဆိုလဲဒီလိုမျိုးစူးစမ်းနေတဲ့အရာတွေနည်းနည်းလေးပဲစူးစမ်းနည်းနည်းလေးပဲလုံနိုင်များကြီးပဲလုံနိုင်ကျွန်တော်တို့ကအားပေးရမြောက်ပြရမယ်ချီကျူရမယ်ခေါင်းကြီး over ပေးရမယ်ပေါ့နော်ဒါတွေပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါတွေကတကယ်ကိုကျွန်တော်တို့အရေးကြီးတယ်အဲ့တော့သူများအတွက်တောင်အရေးကြီးတယ်ဆိုလို့ရှိရင်ကိုအတွက်ဒီ group mindset ရှိတဲ့လူတစ်ယောက်အတွက်ကလည်းအရင်ရေးကြီးမယ်လို့ကျွန်တော်ကတော့ယူဆလိုက်တယ်ဘာကြောင့်လဲဆိုတော့ကိုကျွန်တော်တို့ခုနပြောသလိုပေါ့နော်သင်ယူရတဲ့အချိန်တွေကျွန်တော်တို့ဒီစိန်ခေါ်မှုတွေကိုဖျက်ကျော်ရတဲ့အချိန်တွေမှာကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေကဒါပဲရမဆိုပေါ့သေးလေးမဟုတ်ဘူးကျွန်တော်တို့သေးလေးပဲဒါပေမဲ့သူများတော့မလုံနိုင်တဲ့အရာတစ်ခုတည်းလေးကိုပဲကိုကလုံနိုင်လိုက်တယ်ဆိုလို့ရှိရင်ကိုတော့နည်းနည်းလေးတော့ achieve လုပ်လိုက်အောင်နည်းနည်းဟိုပြောမယ် praise လုပ်လိုက်အောင်ပေါ့နော်ဒါလေးတော့ကျွန်တော်ကတော့လုပ်စေခြင်းနဲ့အဲ့အတွက်ကြောင့်မလို့ကိုဘာလေးပဲလုံနိုင်ကိုဒီ group mindset ရှိတဲ့လူကကိုလည်းအမြဲတမ်းအားပေးနေတယ်ကိုလည်းအမြဲတမ်းချီးကျူးနေတယ်ကိုလည်းဒါအထင်ကြီးနေတာမဟုတ်ဘူးဘယ်လိုပြောမလဲ proud ဖြစ်နေတာမဟုတ်ဘူးကိုအမြဲတမ်းမှာဂုဏ်ယူပြီးတော့အမြဲတမ်း growth ဖြစ်ဖို့အတွက်ကိုပြင်ဆင်နေတဲ့လူတစ်ယောက်ဆိုပြီးတော့ကျွန်တော်ကတော့သတ်မှတ်တယ်အဲ့ဒီတော့ growth mindset ရှိတဲ့လူတစ်ယောက်အနေနဲ့ကျွန်တော်ရဲ့ဒီတတိယအချက်ကဘာလို့ဆိုလို့လဲဆိုလို့ရှိရင်ကိုလုံနိုင်တဲ့အရာတိုင်းပုံမှာပေါ့နော်တကယ်ကိုဟိုလုံးဝချီးကျူးရမယ်တကယ်ကိုဂုဏ်ယူရမယ်ဝမ်းမြောက်ရမယ်ကိုဒီနေ့ဒီလိုမျိုးလုံနိုင်လိုက်တဲ့အရာပေါ်မှာဒီနေ့ဒီဟာလေးတိုးတက်အောင်ဖန်တီးလိုက်နိုင်တဲ့အရာပေါ်မှာတကယ်ကိုဂုဏ်ယူဝမ်းမြောက်ကကိုအချင်းဖြစ်ရမယ်ပြီးရင်ကိုရဲ့ environment ကိုလည်းဖြစ်အောင်လုပ်ရမယ်သူတို့အဲ့ဒီခံစားချက်ကိုများရလာတဲ့အချိန်မှာသူတို့ကပိုလုံနိုင်တဲ့လူတွေဖြစ်လာမယ်သူတို့ကပို့ပြီးတော့ကိုပို့ပြီးတော့မြင်လာတဲ့လူတွေဖြစ်လာလိမ့်မယ်ဒါကကျွန်တော်တို့ group mindset ရှိတဲ့လူတွေလုပ်ရမယ်အတိကအချက်လို့လည်းကျွန်တော်ကတော့မြင်တယ်အဲ့တော့လုံးဝမမေ့ပါနဲ့ကို praise လုပ်ပါအဲ့တော့နောက်ဆုံးအချက်ပေါ့နော်ကျွန်တော်တို့ဒီ group mindset ရှိတဲ့လူတွေမှာရှိတဲ့နောက်ဆုံးအချက်အဲ့တော့အခုနောက်ဆုံးအချက်ကိုကျွန်တော်ပြောပြပေးမယ် group mindset ရှိတဲ့လူတွေမှာလုပ်ရမယ်နောက်ဆုံးအချက်ကကိုယုံကြည်မှုအပြည့်ရှိပါကိုယုံကြည်မှုအပြည့်ရှိပါ self confidence နဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုမှာကျွန်တော်ထပ်ပြောပြပေးမယ်အဲ့ဒါကကျွန်တော်ကဒီ self confidence ကိုတကယ်ကိုဘယ်လိုပြောမလဲတေချာပြင်ဆင်ပြီးတော့ပြောပြပေးခြင်းနဲ့ဒါအရန်ရေးကြီးရလို့ကျွန်တော်လည်းယူဆရတဲ့အတွက်ကြောင့်မလို့အဲ့တော့ self confidence ကိုကျွန်တော်ဒီမှာတော့အချင်းချုပ်လေးပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့အဓိကကျွန်တော်ခုနပြောသလိုပေါ့နော်အရှိမကျွန်တော်တို့သင်ယူခဲ့တဲ့အရာတွေကျွန်တော်တို့စူးစမ်းလေ့လာခဲ့တဲ့အရာတွေကျွန်တော်တို့စူးစမ်းပြီးတော့တရက်ထက်တရက်ပို့ပြီးလုပ်နိုင်ကြခဲ့တဲ့အရာတွေကိုကျွန်တော်တို့ကသင်ယူခြင်းကနေပြီးတော့ကျွန်တော်တို့ဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့ခံယူခဲ့တယ်လက်ခံခဲ့တယ်ပြီးတဲ့အခါကျတော့နောက်ထပ်ပြီးတော့လေကျွန်တော်တို့ကိုအကောင်းဆုံးကောင်းတဲ့အရာတွေမှာကိုကောင်းဆုံးလုပ်နိုင်တဲ့အရာတွေမှာလည်းလက်ခံတယ်ကိုလိုအပ်ချက်တွေမှာလည်းလက်ခံတယ်ကိုရဲ့ group mindset ကိုအမြဲတမ်းမှာဓာတ်သွေးတယ်လို့ကျွန်တော်တို့သွေးနေတယ်ဆိုတာသိကြပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးအချက်ကတော့ကျွန်တော်တို့ကိုယုံကြည်မှုရှိဖို့ပဲဘာလေးပဲလုပ်နိုင်ကိုလုံနိုင်ခဲ့တဲ့အရာတွေပေါ်မှာယုံကြည်မှုရှိပါကိုယုံကြည်မှုပါကိုသွားနေတဲ့လမ်းအတွက်ကိုအရန်ကိုအထောက်အကူပေးတဲ့အားစီးတစ်မျိုးပဲပေါ့နော်အဲ့တော့ကြောင့်လို့ကျွန်တော်ရဲ့ဒီနေ့ပြောပြပေးခဲ့တဲ့အချက်တွေက group mindset နဲ့ပတ်သက်ပြီးတော့ဘာတွေကိုရရှိသွားလဲဘာတွေကိုပို့ပြီးတော့ကောင်းအောင်လုပ်ရမလဲဆိုတဲ့အရာတွေကိုလည်း comment မှာကျွန်တော်လည်းတူတူဆွေးနွေးလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဒီဗီဒီယိုတွေကဒီ group mindset ရှိတဲ့လူတွေရဲ့အဓိကအရေးကြီးတဲ့အချက်တွေကိုကျွန်တော်ပြောပြသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ဗီဒီယိုတွေမှာဒီအကြောင်းအရာတွေထဲကတကယ်ကို finalize လုပ်ထားတဲ့ဒီ self confidence နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ပို့ပြီးတော့သေးစိတ်ထပ်ပြီးပြောပြပေးပါအောင်မယ်ဒီဗီဒီယိုအခုချိန်ကြီးကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုနောက်ဗီဒီယိုတွေကိုအားပေးဖို့အတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ပါသေးရင် subscribe လုပ်ပေးခဲ့ပါအောင်အဲ့တော့တခုခုတစ်စုံတရာအကောင့်ဘက်ကနေပြီးတော့ကျွန်တော်ကိုဝေဖန်ကြံပြုခြင်းတဲ့စကားတွေရှိတယ်အကြောင်းအရာချက်လက်တွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာမှတ်ပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်